ဝိจิตနာဆင်းရဲခြင်းဆင်းရဲပါစေအတိညာမဆင်းရဲပါစေနဲ့သူတော်ကောင်းဥစ္စာတွေမဆင်းရဲပါစေနဲ့ငွေကြေးဒနာချမ်းသာခြင်းချမ်းသာပါစေတဏ္ဍာဆတဲ့သူတော်ကောင်းဥစ္စာတွေဆင်းရဲနေဆင်းရဲတာအဖွားကလွတ်မှာမဟုတ်ဘူးဆိုတဲ့အသိတွေသိပြီးတော့အရေးကြီးဆုံးကတော့ကိုယ့်သူတော်ကောင်းဥစ္စာခုနှစ်ဖြာနဲ့ဖြစ်တင်မှုအမှန်တမ်းအရေးကြီးပါတယ်ဥစ္စာဆိုတာဟာဥစ္စာဓနဆိုတာဟာလောကမှာချမ်းသာဒုက္ခကိုပေးနိုင်တဲ့အရာပဲဖြစ်တယ်ဥစ္စာဓနကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာဥစ္စာဓနရရှိထားတဲ့ပုဂ္ဂိုလ်တွေဟာထိုဥစ္စာဓနကိုအသုံးပြုပြီးတော့ချမ်းသာဒုက္ခရကြတယ်ဆင်းရဲဒုက္ခကိုအကာအကွယ်လုပ်နိုင်ကြတယ်သို့သောငွေကြေးဓနဆိုတဲ့လောကလူတွေပြောကြတဲ့ဥစ္စာဓနကဘယ်လိုဆင်းရဲဒုက္ခကိုကာကွယ်နိုင်တော့ဆိုရင်ဒီဘဝမှာငတ်မွတ်ခြင်းပေးဆိုတဲ့ဆင်းရဲဒုက္ခကိုကာကွယ်နိုင်တယ်ပေမေပမလောက်ကင်စားရတဲ့ဆင်းရဲဒုက္ခဆိုတာကာကွယ်နိုင်တယ်ရေမင်းမင်းခိုးသူမချစ်မနစ်တဲ့တော့မွေကန်သားဆိုသမီးဆိုတဲ့ရန်သူမျိုးတွေနဲ့တွေ့တဲ့အခါမှာလည်းပဲကာကွယ်နိုင်တယ်ဘဝမှာချမ်းချမ်းသာသာတဘဝတာဖြတ်သန်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးဥစ္စာပေးတာဖြစ်တယ်သို့သောတဘဝကုံဆုံးလို့မျက်စိနှလုံးမှိတ်လိုက်တာနဲ့တပြိုင်နက်ဒီအခွင့်အရေးတွေဟာအလုံးဆုံးရှုံးသွားပြီဘလောက်ပဲဥစ္စာရဏကြွယ်ဝချမ်းသာဘလောက်ပဲယာဓုဂုံသိမ်းစည်းစိမ်ဥစ္စာတွေကြီးလူတယောက်ဟာမျက်စိနှလုံးမှုတ်ပြီးတော့အသက်ဆုံးသွားတာနဲ့တပြိုင်နက်ပိုင်ဆိုင်မှုတွေလုံးဝသူ့မှာမရှိတော့တာဖြစ်တယ်အဲ့တော့အတိုင်းအတာတစ်ခုရတာနဲ့သူ့ရဲ့ပိုင်ဆိုင်မှုဟာရှိတယ်ပိုင်ဆိုင်မှုဟာကန့်တတ်ဟာဒီဘဝမှာပဲနောက်ဘဝထီအောင်ဒီဘဝမှာတောင်မျက်စိလေးနှလုံးမှာမှိတ်ခင်လေးတင်ပဲဒီကြားထဲမှာလည်းပဲဒီပိုင်ဆိုင်မှုတွေဟာပျက်စီးသွားနိုင်သေးတယ်အဲ့ဒီသဘောတရားတွေကိုဆင်ញင်စဉ်းစားပြီးတော့အလေးနဲ့ထားတတ်ဖို့လိုအပ်တယ်အဲ့ဒါလို့အလေးနဲ့မထားတတ်ဘူးဆိုလို့ရှိရင်ဥစ္စာဒနလောကီဥစ္စာတွေပေါ်မှာပဲလူဟာတတွေ့တာတမက်မောနဲ့နေရင်ကနေပြီဥစ္စာမန်ဓနမန်နေတက်ပြီးထိုဓနမန်ဥစ္စာမန်နေရဲ့အကျိုးဆက်အနေအားဖြင့်အောက်တန်းကျသွားတဲ့ဘဝမျိုးကြီးမကြခင်ပဲရောက်ရှိသွားနိုင်တယ်လို့သူဆိုတယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမကိုနာခံမှတ်သားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအားလုံးဟာဒီအတိကိုသိထားဖို့လိုအပ်တယ်ပေါ့ဒီအတိကိုသိထားပြီးတော့မိမိတို့တဏ္ဍာမှာဒီဘဝအသုံးကျတဲ့ပစ္စည်းဥစ္စာတွေကြွယ်ဝချမ်းသာဖို့ရာအတွက်လည်းကြိုးစားရှာဖွေကြရမှာဖြစ်တယ်မရှားရဘူးလို့ဟောတာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုနှိုင်းရှင်လိုက်တဲ့အခါမှာအရေးပါတာနဲ့မပါတာနော်အရေးကြီးတာနဲ့မကြီးတာခွဲခြားပြခြင်းမျှတာဖြစ်တယ်ဒီဘဝပစ္စည်းဥစ္စာမရှားရဘူးလို့ဆိုတာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကလူဖြစ်လာလို့ရှိရင်ပစ္စည်းဥစ္စာရှာကြံတဲ့မျက်စိမရသေးတဲ့စိစိမ်ဥစ္စာကိုရအောင်ရှားပြီးသားစိစိမ်ဥစ္စာတွေတိုးပွားအောင်စီးပွားရေးမျက်စိအမြင်ရှိရမယ်ဒုတိယကသူတော်ကောင်းဥစ္စာနဲ့ပတ်သက်ပြီးရနိုင်တဲ့အသိဉာဏ်ရှိရမယ်လို့စီးပွားရေးအမြင်ကိုချင်းတရားအမြင်ဒီအမြင်နှစ်ရပ်ရှိမှသာလဲဘဝဟာပြည့်စုံတဲ့ဘဝဖြစ်တယ်လို့အန္တသုတ်တံမှာဟောထားတာကိုအမြဲတမ်းသတိချက်ထားဖို့လိုအပ်တယ်သို့သောလောကီဥစ္စာနဲ့လောကုတ္တရာဥစ္စာဒီနှစ်ခုနှိုင်းရှင်လိုက်ရင်တော့အင်တမကွာခြားသွားတာတွေ့ရဘယ်လိုကွာခြားတော့လောကီဥစ္စာယရဏကဒီဘဝတခဏအတွက်သာဖြစ်ပြီး
သူတော်ကောင်းဥစ္စာယေရနာတွေပိုင်ဆိုင်လိုက်ပြီဆိုရင်တဘဝစာမဟုတ်ဘူးဘဝတန်တရားမှာရှင်ဒီသမျှကာလပတ်လုံးဆိုပါစို့ရှေးခေတ်ကဆိုရင်ဧကပုပ္ပံယစိတ်တဝါနာပန်းလေးတစ်ပွင့်လှူလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတတ္တိကြောင့်60ကဘာအပေမလားဘူးဆိုတာရှိတယ်အဲ့ဒီ60ကဘာပလုံးချမ်းသာဒုက္ခရနေတာဟာပန်းလေးတစ်ပွင့်လှူခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းပဲလို့သူတို့ဆိုဒါကြောင့်မို့ကုသိုလ်ကောင်းမှုရဲ့သူတော်ကောင်းဥစ္စာတို့ရဲ့အစွမ်းတတ္တိဟာအမှန်တမ်းကြီးမားတယ်ပေါ့တဘဝဇာတာချမ်းသာတာမဟုတ်ဘဲနဲ့တန်မြာတစ်သလုံးချမ်းသာပြီးတော့နောက်ဆုံးအချိန်လေးမှာဒီကုသိုလ်နဲ့ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်အေးမြတ်စွာဘုရားကနိတိကန္တသုံးမှာလည်းပဲဟောထားတာရှိတယ်ဒီလှုပ်ထားတဲ့ကုသိုလ်ကောင်းဒါနသီလဘာဝနာလို့ဆိုတဲ့ကုသိုလ်ကောင်းမှုလူစည်းစိမ်ကိုလည်းပဲဒီကုသိုလ်ကပေးတာနတ်စည်းစိမ်ကိုလည်းဒီကုသိုလ်ကပေးတာဗြဟ္မစည်းစိမ်ဗြဟ္မချမ်းသာကိုလည်းပဲဒီကုသိုလ်မျိုးတွေကပေးတာနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းပဲဒီကုသိုလ်ကပဲပေးတာလို့ဆိုပြီးတော့မြတ်စွာဘုရားတကယ်အရေးပါတဲ့ဥစ္စာတနာကြွယ်ဝချမ်းသာရေးကိုတတိပေးနှိုးဆော်ခဲ့တာဖြစ်တယ်ပေါ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာဟာအခုလိုမှန်ကန်တဲ့အတိမှန်ကန်တဲ့အမြင်တွေရဖို့ကိုးကွယ်ကြတာဖြစ်တယ်